ဒီဗီဒီယိုကြည့်နေတဲ့မှာဆိုင်ကယ်ဘိန်းကြီးပြောင်းစီးမဲ့သူတွေပါလာနောက်ပြီးတော့ဆိုင်ကယ်အင်ဂျင်တွေရဲ့အခြေခံသဘောတရားတွေကိုလေ့လာမဲ့သူတွေလည်းပါနေမယ်ထင်ပါတယ်ပါတယ်ဆိုရင်တော့ဒီဗီဒီယိုကဆိုင်ကယ်အင်ဂျင်တွေထဲမှာရှိတဲ့အရေးပါတဲ့အပိုင်းတွေကကလပ်စနစ်ဆိုတာဘယ်လိုလဲပြီးတော့ဘယ်လိုမျိုးအလုပ်လုပ်ပေးသလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်လေ့လာမိသလောက်ဘူးကမျှဝေပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Biker Stream Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကလပ်ဆိုတာကတော့အလွယ်ဆုံးနားလည်အောင်ပြောရရင်ဆိုင်ကယ်မောင်းတဲ့အချိန်မှာအင်ဂျင်နဲ့ဂီယာဘောက်တွေကိုလိုရင်ချိတ်ပေးဖို့နဲ့မလိုရင်ဖြုတ်ပေးဖို့ထည့်ပေးထားတဲ့အင်ဂျင်တွေဟာအစိပ်ပိုင်းတစ်ခုပဲအခြေခံကတော့ချိတ်ပေးဖြုတ်ပေးတာတွေကိုလူကလုတ်ပေးရတယ်ဆိုပေမဲ့အော်တိုချိတ်ပေးဖြုတ်ပေးတဲ့ဂီယာတွေလည်းရှိသေးတယ်အဲဒီလိုမတူတာတွေက CVT ဆိုတဲ့ဂီယာဘောက်တွေကကလပ်တွေဂီယာစနစ်တွေအကြောင်းသိချင်တယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးထားရှိတယ်တွားရောက်ကြည့်ရှုနိုင်ပါမယ်ကလပ်ကြောင်းကိုပြန်ဆက်ပြောရရင်တော့အခုခေတ်မှာကလပ်တွေကအဆင့်မြင့်နည်းပညာတွေပါလာပြီးတော့မျိုးစားတွေလည်းအများကြီးကွဲသွားပြီအဲ့ဒီအဆင့်မြင့်ကလပ်တွေကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေကြမှာတမျိုးချင်းသေးစိတ်ဝင်ပြပေးတော့မယ်အခုကတော့အခြေခံကြပြီးတည်ထားတဲ့ manual ကလပ်အကြောင်းကိုပြောပြချင်တာဒါတွေပြောနေရင်ကျွန်တော်တို့နေတိုင်းထိတွေ့နေတဲ့အိမ်သုံးဆိုင်ကယ်တွေမှာတက်ပေးထားတဲ့ semi auto ကလပ်အကြောင်းလည်းပြောပြပေးဦးမယ်ဆိုင်ကယ်စီးတတ်တဲ့လူတွေတော်တော်များများအထူးသဖြင့်တော့ကလပ်ဘိန်းစီးတတ်တဲ့သူတွေပေါ့ဗျာသူတို့ကတော့ကလပ်တွေအကြောင်းကိုသဘောတရားတွေအကြောင်းရောစိတ်မှာတော့မဟုတ်တော့ဘူးဒါပေမဲ့ auto gear တွေပဲစီးနေတဲ့သူတွေနဲ့အခုမှကလပ်ဘိန်းကိုစပြီးထိတွေ့မဲ့သူတွေကတော့တိမှမဟုတ်သေးဘူးလို့ထင်တယ်ဗျကျွန်တော်အခုပြောပြမယ်ကလပ်2မျိုးအကြောင်းကိုနားလည်သွားမယ်ဆိုရင်တော့ဆိုင်ကယ်ရဲ့အခြေခံသဘောတရားတွေကိုလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိလိမ့်မယ်လို့ယူဆပါတယ်ဒီတော့ကလပ်ဆိုတာကအင်ဂျင် level အားတွေကို gear တွေကတစ်ဆင့်နောက်ဘိန်းတွေစီကိုရောက်စေခြင်းချိတ်ပေးလိုက်မရောက်စေခြင်းတဲ့အချိန်မှာဖြုတ်ပေးလိုက်လောက်ရတာမျိုးပေါ့ဒါပေမဲ့ကလပ်ကတော့ gear တွေလို့တစ်ချက်ထိုးပြီးရင်တော့မပြောင်းမချင်းတော့မြဲမနေဘူးgear ဆိုတာကတစ်ချက်ထိုးလိုက်ပြီးရင်ပြန်ဖြုတ်ရင်ဖြုတ်မဖြုတ်ရင်နောက်တစ်ခုပြောင်းတဲ့အချိန်မှာပြုတ်သွားတာမျိုးဒါပေမဲ့ကလပ်ကတော့အမြဲတမ်းချိတ်နေတဲ့သဘောရှိတယ်gear ထိုးခြင်းတဲ့အချိန်ညမှာကလပ်လီပါကိုဆွဲပြီးတော့ခွာပေးရတာမျိုးပေါ့ကဲဒါဆိုရင်ခင်ဗျားမေးမယ်ကလပ်ဘိန်းဆိုတဲ့ manual ကလပ်သုံးတဲ့ဘိန်းတွေမှာကလပ်မဆွဲပဲgear ထိုးလို့မရဘူးလားဆိုရင်ရောရတယ်လို့ပြောပါမယ်ဗျgear နံပါတ်1နဲ့စထွက်တဲ့အချိန်မှာတော့မရနိုင်ဘူးအခက်မယ်ဒါပေမဲ့ဆိုင်ကယ်မောင်းနေတဲ့အချိန်မှာတော့မောင်းနေတဲ့အချိန်ကိုလိုက်ပြီးတော့အင်ဂျင်အပတ်ရည်နဲ့ကိုက်အောင်လီပါကိုချိန်ဆပေးပြီးတော့ gear ချင်းရင်တော့ရတယ်လို့ပြောလို့ရမယ်ဒါပေမဲ့ကျွမ်းကျင်မှုရှိမှာတော့ရမယ်အဲ့ဒီအပြင်ကမှမောင်းတဲ့အချိန်နဲ့လီပါအတိုင်းပဲမကိုက်ရင် gear ချင်းရတာမလွယ်တဲ့အပြင်ကလပ်ပြားတွေပျက်စီးနိုင်တယ်လို့ gear တွေလည်းနာပြီးတော့ပျက်စီးနိုင်တယ်ပေါ့အဲ့ဒါကြောင့်လည်းအင်ဂျင်တွေမှာကလပ်ဆိုတာကိုထည့်ပေးလိုက်တာပေါ့ကလပ်ဆိုတဲ့သဘောတရားကိုနားလည်ဖို့ဆိုရင်တော့သူ့မှာဘယ်လိုအပိုင်းတွေပေါင်းပြီးတက်ပေးထားလဲဆိုတာကိုအရင်သိမှရမယ်ကလပ်အောင်တစ်ခုမှာဘာတွေပါလဲဆိုရင်အပြင်ဆုံးမှာတွေ့ရမှာကတော့ကျွန်တော်တို့ finger အောင်လို့ခေါ်တဲ့ကလပ် basket ဆိုတာရှိတယ်ဗျသူ့အထဲမှာ fishing plate ဆိုတဲ့ပွတ်တိုက်အားကောင်းတဲ့အပြားတွေရယ် steel plate ဆိုတဲ့သတ္တုပြားတွေရယ်နှစ်မျိုးကိုညှက်ပြီးတော့ထည့်ပေးထားတာအဲ့ဒီကလပ်ပြားတွေအလယ်မှာကလပ် hub ကိုထည့်ပြီးတော့ထိပ်ဘက်မှာအဖုံးတစ်ခုပိတ်ပြီးတော့ spring တွေခံပြီးတော့ nut တွေနဲ့ကုန်ဖိပြီးတော့ကြက်ထားတာအဲ့တော့ကလပ်အောင်တစ်ခုလုံးကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့အပြင်ဆုံး finger အောင်ကို grind shot နဲ့ချိန်ထားပြီးတော့ grind လေလိုက်လေတယ်ပေါ့အထက်က clutch hub ကိုကြတော့ gear ဘောက်ထဲက input shot နဲ့ချိန်ပေးထားတာဒါပေမဲ့ကလပ်ပြားတွေမရှိသေးရင်တော့အဲ့ဒီနှစ်ခုဟာချိန်မနေသေးပဲ free ဖြစ်နေတယ်ပေါ့အဲ့ဒီနှစ်ခုကိုချိန်ပေးမယ်အပြင်ရောအတွင်းရောမှာအသွားတွေပါတဲ့ကလပ်ပြားကိုထည့်ပေးလိုက်တဲ့အချိန်မှာတော့အဲ့ဒီနှစ်ခုကသွားချိန်ပြီးတော့ grind လေ gear ဘောက်ထဲလိုက်ပြီးတော့လဲသွားတာပေါ့ဒါပေမဲ့အဲ့ဒီလိုကလပ်ပြားတွေကို head နဲ့ finger အောင်ကြားကိုထည့်ပေးမယ်ဆိုရင်အင်ဂျင်လဲနေတဲ့အချိန်မှာကလပ်အောင်နဲ့အထက်ကကလပ် head တွေလဲနေတာမတူတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီခါတွေကထည့်ရခက်တယ်ပေါ့ထည့်လို့ရရင်တော့မှပဲအတက်တွေကကျိုးကုန်နိုင်တယ်အဲ့တော့ကလပ်ပြားတွေကိုအပြင်ဘက်မှာအသွားပါတဲ့ fishing plate နဲ့အတွင်းဘက်မှာအသွားပါတဲ့ steel plate ဆိုပြီးနှစ်ခုခွဲပေးလိုက်ပြီးတော့အထဲမှာတက်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီကလပ်ပြားနှစ်မျိုးကအပေါ်ကဖိပေးထားမှအတူတူပူးပြီးတော့လဲလို့ရတာပေါ့အဲ့ကြောင့်သူတို့ကိုပူးပေးဖို့ထိတ်ဆုံးမှာဖုံးတစ်ခုတက်ပြီးတော့ spring နဲ့ဖိပြီးတော့ကြက်ပေးထားလိုက်တယ်အဲ့လိုကြက်ပေးထားပြီးတော့အပြင်အုံနဲ့အတွင်းအုံကိုအတူတူလဲအောင်ချိတ်ပေးထားလိုက်တာပေါ့အဲ့လိုလဲလို့ရပြီဆိုတော့အပြင်က finger အုံနဲ့အတူတူမလဲစေချင်တဲ့အချိန်ကျရင်အတွင်းထဲကရှက်တန်တစ်ခုကိုထည့်ပြီးတော့ကလပ်အောင်ဖုံးကိုတွန်းပြီးခွာပေးလိုက်တယ်အဲ့လိုခွာပေးလိုက်ရင်အပြင် finger အုံနဲ့အထက်က hub ကတက်တက်စီကွဲသွားပြီးတော့ grind shot နဲ့ input shot တွေက free ဖြစ်သွားတယ်အဲ့ဒီအချိန်မှာလိုချင်တဲ့ gear ကိုအသာလေးထိုးလို့အဆင်ပြေသွားတယ်အဲ့ဒီသဘောပဲလက်ကနေပြီးတော့ lever ကိုဆွဲလိုက်ရင်ကျိုးကနေတစ်ဆင့်ကလပ်ရဲ့ရှက်ထိတ်ကမောင်းနှံကနေတစ်ဆင့်ကလပ်ချက်ကိုတွန်းလိုက်တယ်ပေါ့ကလပ်အောင်ဖုံးကကြွသွားပြီးတော့ free ဖြစ်သွားမယ်ပြန်လွှတ်လိုက်ရင်တော့ကလပ်အောင်ဖုံးက spring အားတွေနဲ့ကလပ်ပြားတွေကိုပြန်ဖိလိုက်ပြီးတော့ပြန်ချိတ်သွားတယ်ပေါ့manual ကလပ်မှာကောင်းတာကသူက engine power ကို gear ဘောက်ထဲကိုစိတ်ကြိုက်ထိန်းပြီးလွှတ်ပေးလို့ရသွားအဲ့ဒီတော့ကြိုက်တယ်လို့ gear ချင်းအချိန်လည်းကြိုက်တယ်လို့တင်လို့ရတယ်ဒါပေမဲ့အားနည်းချက်ကတော့မကျွမ်းကျင်ရင်ဆိုင်ကယ်စောင့်ထွက်တာတို့နဲ့မောင်းနေနဲ့ gear ချင်းတဲ့အခါ gear မနိုင်ပဲစက်ခဏခဏသေးတာတို့တော့ဖြစ်နိုင်တယ်ကဲအခုမှကျွန်တော်တို့စီးနေတဲ့ Anna Won ဆိုင်ကယ်တွေမှာပါတယ် semi automatic clutch ဆိုတဲ့အကြောင်းကလာမှာ
ဥပမာ Honda Wave Series လို့ဆိုင်ကယ်တွေ Suzuki Smart တို့ Revo တို့ Yamaha Fin တို့လို့အဲ့ဒီဘိန်းတွေမှာပါတဲ့ကလပ်မျိုးတွေပေါ့သူတို့မှာကလက်နဲ့ညှစ်စရာကလပ်လည်းမပါဘူးဒါမဲ့ဂီယာလည်းလွယ်ထိုးလို့ရတယ်ဆက်လည်းမသိဘူးဒါကိုလူအများစုသိကျင်နေကြတယ်လို့ထင်တယ်ဗျသူ့ရဲ့ရှိုးဝက်ချက်ကတော့အင်ဂျင်ထဲမှာကလပ်2မျိုးကိုပေါင်းထည့်ပေးထားတာပဲပထမတစ်ခုကတော့အင်ဂျင်ရဲ့အရှိန် RPM ပေါ်မူတည်ပြီးတော့အလိုလျောက်လုပ်ပေးတဲ့ Central Fugal Clutch ဆိုတဲ့ကျွန်တော်တို့ခေါ်နေတဲ့ကာဗနာအုံပေါ့ဗျာသူ့မှာဆိုရင်ကလပ်ခွက်နဲ့အထဲမှာအလဲကို spring နဲ့ဆွဲကပ်ပေးထားတယ်လေးလုံးတွေပါတယ်အင်ဂျင် idling အတိုင်းလည်ပတ်နေတဲ့အချိန်မှာဆိုရင်တော့ spring တွေကလေးလုံးကိုဆွဲထားတော့အပြင်ကခွက်နဲ့သွားမချိတ်ဘူးပေါ့အဲ့ဒီအချိန်မှာဂီယာထိုးရင်ဆက်လည်းမသိဘူးဆိုင်ကလည်းထွက်မသွားသေးဘူးဂီယာတော့ဝင်သွားတယ်ပေါ့လီဗာကိုဆွဲလိုက်လို့အင်ဂျင် RPM တက်လာတဲ့နေများအထက်ကဘိုးခွာအားကြောင့်အလေးတုံးတွေအပြင်ကိုကားထွက်လာပြီးတော့ကလပ်ခွက်ကိုတွတ်ဖြီးပြီးတော့ချိတ်လိုက်တယ်ပေါ့အဲ့ချိန်ကျမှဆိုင်ကစပြီးတော့ထွက်နိုင်သွားတာပေါ့ဒုတိယတစ်ခုကကြတော့ full length manual clutch ပဲအဲ့ဒီ clutch ကိုခြေနှင်းနံနဲ့ချိတ်ပေးထားတာကျွန်တော်တို့ဂီယာကိုနင်းလိုက်ဖြုတ်လိုက်တဲ့အချိန်တွေမှာဂီယာတစ်ခုပဲကိုချိန်တာမဟုတ်ဘဲနဲ့ကလပ်ပါထည့်ပေးထားတာပေါ့ဂီယာကိုနင်းလိုက်တဲ့အချိန်မှာပထမတစ်ဝက်ကအင်ဂျင်ထဲမှာရှိတဲ့ကလပ်ပြားတွေကိုဟပေးနိုင်တဲ့ mechanical cam တစ်ခုကိုအရင်သွားတွန်းတာပေါ့ပြီးမှနောက်တစ်ဝက်ကိုဆက်နင်းလိုက်တော့မှဂီယာကိုချိန်ပေးတာဆိုလိုတာကဗျာခြေထောက်နဲ့ဂီယာကိုနင်းလိုက်တဲ့အချိန်တိုင်းမှာကလပ်ကိုလက်နဲ့ညှစ်လိုက်လို့ကလပ်ပြားတွေကွာတော့အတွင်းပိုင်းမှာချိတ်ပေးထားတာပေါ့ဂီယာဝင်သွားပြီးတော့ခြေထောက်ကိုပြန်ကြွားလိုက်တော့မှကလပ်ပြားတွေကပြန်ပြီးတော့ကတ်သွားတယ်ဒါပေမဲ့အဲ့ဒီလိုပြန်ကတ်ပြီးတော့ဂီယာကြီးချိတ်သွားပေမဲ့လည်းအင်ဂျင်အပတ်ကြီးလဲနေတဲ့အချိန်မှာခုန Central Fugal Clutch ကတော့မကတ်သေးတော့ဆိုင်ကယ်ကမထွက်သေးဘူးလီဗာဆွဲလိုက်တော့မှသွားကတ်ပြီးတော့ဖြည်းဖြည်းချင်းမောင်းထွက်သွားလို့ရတာအဲ့ဒီလိုပုံစံ2မျိုးနဲ့ချိတ်ဆက်ပေးလိုက်တော့မှကျွန်တော်ဆိုင်ကယ်မောင်းတဲ့အချိန်မှာအလုံးမချုပ်ပဲတက်တက်တာမောင်းလို့ရတော့စင်မီအော်တိုတွေကိုမြို့ထဲမှာရင်ကျော်ကျက်တဲ့နေရာတွေမှာပဲဖြည်းဖြည်းပဲမောင်းမလားမီးပိုက်မိတဲ့နေရာတွေမှာပဲဂီယာမဖြစ်ပဲရက်မလားမောင်းညံဆိုမောင်းလက်မညောင်းတော့ပေါ့ဗျာအနည်းချုပ်မယ်ဆိုရင်တော့ manual clutch ကမောင်းတဲ့လူကိုယ်တိုင်အင်ဂျင်နဲ့ဂီယာတွေကိုစိတ်ကြိုက် 100% ထိန်းချုပ်လို့ရသွားတာမို့လို့အင်ဂျင်ရဲ့ power တွေကိုလည်းဂီယာတွေကနေတစ်စင်နောက်ဘင်းကိုရောက်သွားဖို့ကြိုက်တယ်လို့ထိန်းချုပ်လို့ရသွားတာပေါ့ဒါကြောင့် performance ကိုဦးစားပေးတဲ့ဘိန်းတွေနဲ့ဆိုင်ငယ်ဘိန်းကြီးတွေမှာပဲတက်ပေးထားတာများတာပေါ့စင်မီအော်တိုကလပ်ကြတော့မောင်းတဲ့သူကိုတိတ်အလုံးမရှုပ်တော့ဘူးအဲဒါကြောင့်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ NMO ဆိုင်ငယ်တွေနဲ့ဆိုင်ငယ်အသွေးတွေမှာပဲအသုံးများသွားတာပေါ့တချို့ကဒီနေရာမှာပြောဦးမယ်များအော်တိုဘိန်းတွေကိုဘယ်နာသွားထားလဲဆိုရင်တော့ထပ်ပြောရရင်တော့ကျွန်တော်အော်တိုဘိန်းတွေအကြောင်းကိုဒီမှာရှင်းပြပေးထားပြီးပါပြီတွားပြီးတော့ကြည့်နိုင်ပါတယ်အလုံးမရှုပ်ခြင်းဆိုလည်းအော်တိုဂီယာဘိန်းတွေတော့ဝယ်စီးပေါ့ဗျာရှင်းရတာလဲအား6လာပြီးအော်တိုဂီယာတွေပဲဝယ်စီးကြမှာတော့သိတယ်ကဲလို့ဆိုရင်တော့ရိုးရိုးကလပ်နဲ့ဆန်းဆန်းကလပ်တွေအကြောင်းကိုရှင်းပြပြီးလို့ထင်ပါတယ်နောက်ဗီဒီယိုကြမှာပဲပို့ပြီးတော့စမ်းပြတဲ့ကလပ်စနစ်တွေအကြောင်းကိုဆက်ပြီးတော့မျှဝေပေးပါအောင်မယ်စောင့်မျှော်အားပေးကြပါဦးဗျာကျွန်တော်ရှင်းပြခဲ့တဲ့ထဲမှာလည်းကြံခဲ့တာတွေရှင်းကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားလို့ရပါတယ်ဒီနေ့တော့လောက်ပါပဲအားလုံးဆိုင်ငယ်ကိုတတိရှိစွာနဲ့ဘေးကင်းစွာမောင်းနေနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်